အဲ့ဒါလေးလေးပုံပြန်ပြီးတော့ဖုံးပြန်ပြီးတော့ဖုံးပြန်ပြီးတော့သမီးဖောင်းဟမ် သမီးဖောင်း အဲ့သမီးပုံလေးလေးပုံအိမ်ပုံက သမီးဖောင်း ဟုတ်ပါဘူးလေးလေးပုံမှာအဲ့ဒါလေးလေးနဲ့သမီးနဲ့အလောင်းကစားလုပ်မယ် လောက်ကလုပ်မယ်ဆိုတော့နေရငယ်တဲ့လူဆိုလေးလေးကကြီးရဲ့ဆိုတော့လုပ်မယ် အဲ့ဒါလေးလေးကိုအောက်တီးနဲ့ငပြောတီးအပေါ်စလုံးတစ်လုံးအုံလိုက်မယ်ဆိုဘာဖြစ်လဲ မပြောသေးရဲ့ပုံသေးရဲ့ကိုဒီလိုအုပ်လိုက်မှာနေခေါင်းမရှိနေယူလား လေးလေးယူ နေယူနေတာ လေးလေးယူနေရပါလို့ နေမှာခေါင်းရှိတာ ရှိတယ် ဘမလေးခေါင်း ဒီမလေး အဲ့ဒါပဲအဲ့ဒါအဓိကအဓိကတော့ဒါသိတာ တီးတယ် ဘာလဲ အုံနာ အေးအဲ့ဒါအုံတော့မရှိတာအဒီဥစ္စာကိုအုံသီးနဲ့ငပြောသီးကိုခေါ်တယ်နေနာမလဲဘူးနေရှုံးပြီငါ့ကိုဖုံးပြီးတော့ ကတော့ပဲဟာလေးလေးရောက်ပါပြီလေးလေး